ရီးယားနိုင်ငံချုံချူမှာရှိတဲ့ဒီရင်ကျေးမှုအမွေအနှစ်ပြတိုင်နဲ့ရှစ်ခေတ်ကနက္ခတ်တရားကြီးကြည့်တဲ့နေရာကိုတော့မှဖြစ်ပါတယ်အားလုံးပဲလည်းခဲ့ပြီးကြပါအောင်နော်ဒါကတော့သူတို့အရင်ခေတ်ကသုံးတဲ့အသုံးအဆောင်တွေအရင်ခေတ်ကနေရံနေမှာသုံးတဲ့အုတ်ချွတ်တွေလည်းပါတယ်တိုင်ဒီကြောက်တုံးနေရတော့ဒီဟာတွေကဘာလို့တဲ့ဥစ္စာလေးကိုကျွန်မသိမသိဘူးအရှိမဆိုလို့ရှိရင်သူအရင်ကသုံးတဲ့ပကံနေလေအိုးတွေပေါ့အိုးတွေလည်းပါပါတယ်ရှင်ဒါဆိုလို့ရှိရင်ဘယ်ခေတ်ကအိုးလေးလည်းမသိဘူးအဲ့လိုမျိုးပြထားရပေါ့နော်သူရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်ပါတယ်ဒါကတော့ကြောက်တုံးနဲ့လောက်ထားတာဖြစ်ပါတယ်ဒီဟာတော့ဘီဖာ형동법လို့ပြောပါတယ်တနည်းအားဖြင့်ကြေးသားလို့ပြောတာပေါ့နော်အဲ့ဒီဒါကစစ်တိုက်တဲ့နေရာမှာလည်းသုံးပြီးတော့အာနာပြောရလို့ရှင်လုံးဝအထွတ်အထိပ်အကြီးမြတ်ထားတဲ့ဥစ္စာကိုစားပြုရလို့ပြောပါတယ်ရှင်ဒါတွေကကြောက်တုံးနဲ့လောက်ထားလို့ပြောပါတယ်ရှင်ပြီးတော့ဒီချုံချူကလုံးဝကိုယဉ်ကျေးမှုအမွေနဲ့နေရာပါရှီလာခေရငွေသက်တွေကိုလည်းခန်းစားရပါတယ်လုံးဝ tourist attraction နေရာတစ်ခုဆိုလည်းမမှားပါဘူးရှင်ဒါဆိုလို့ရှိရင်ရှေ့ခေတ်အသုံးဆောင်တွေပါအိုးတွေဒီထွေးကန်တွေဒါဆိုလို့ရှိရင်အမွေးတိုင်ထုံးတဲ့ဥစားလေးပေါ့နော်ငါပုံစံမွေးတိုင်ခွက်လို့ပြောပါတယ်ဘယင်မီပြားတွေအုပ်ကွေထဲမှာထည့်ပေးတဲ့ဥစားပါတယ်ရှင်ဒါကတော့ရှီလာခေတ်ကမျိုးသမီးတွေဝတ်တဲ့လက်ဝတ်ရတနာပါဒါလေးကမြန်မာလို့ဆိုရွဲတွေလို့ပြောမလားမသိဘူးเนาะ입잖아.အောက်ကရွှေရောင်ကတော့နဆွဲတွေပါအပေါ်ကတော့လင်ဆွဲတွေပါရှင်ဒါကအဲ့ဒီခေတ်ကအလှထားတဲ့အယုတ်တွေလားမသိဘူးကျမတို့အဲ့အယုတ်တွေလို့ထင်တယ်အလှထားအယုတ်လေးဒါကတော့ဘင်းတက်ရဖူပါဒါမဲ့တက်ရဖူကအပိုင်းစားတွေအကုန်လုံးမရှိတဲ့အတွက်ကြောင့်မို့လို့ဒီရှိတဲ့ shape ပေါ်မှာပဲရှိတဲ့အပိုင်းစားလေးတွေကိုတင်ထားဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အဲ့ဒီခေတ်ကအသုံးအဆောင်စင်တသာတွေပါရှင်သူကဒီဟာကိုကြည့်ပြီးတော့လေဒူတွေရဲ့အယိုးနဲ့မတူတဲ့ဘဲယိုးနဲ့ပဲတူတယ်တဲ့ဒါကြတော့ဘယင်မဆောင်းတဲ့တရက်ဖူနဲ့သူ့ရဲ့ခပ်ပတ်ပေါ့နော်အစင်တစားလို့ပြောလို့ရပါတယ်ဒါတော့နန်းတွင်းကလူတွေသုံးတဲ့အစင်တစားပါမင်းမျိုးမင်းတွေသုံးတဲ့အစင်တစားပါဒီမှာဆိုထားအကုန်လုံးကတော့နဆွဲတွေဖြစ်ပါတယ် 예쁘네. ဒါလေးဆိုလို့ရှိရင်လည်းနဆွဲလေးပဲရမ်းလာတယ်ဒီဇိုင်းအောင်မှလေး inspire ယူရှင်စိတ်တွေပေါက်တယ်တော်တော်လာရတော့အရင်ကဒီဇိုင်းကလည်းခင်မိသားပဲ 이거 너무 예쁘네. 이런 거 긴 거 떼떼가 좋아할 만한 거이다. ဒီမှာလည်းအစင်တစားအပြည့်စုံမရှိပါဘူးရှိတဲ့အပိုင်းစားတွေကိုပဲထားတာပါတကယ်အစင်တစားပုံစံစစ်ကိုတော့ဒီ TV မှာပြထားပါတယ်ဒါတော့ကြောက်တိုင်းမှာအလေးတွေထိုးပြောပြထားတာပါဘာလို့ဆိုလို့လဲတော့ကျွန်မလည်းတခြားသိမသိပါဘူးရှင် 우리가 4월에 하려고 했잖아요. 오. အမှလေအဝိုင်းနဲ့လေကြံခဲ့တဲ့ဥစ္စာကျမကဒီလာမင်းလို့ထင်လိုက်တာပေါ့နော်အထဲထဲကယုံမို့အဲ့လိုထင်လိုက်ပြီမဲ့ကျမမျိုးသားပြောတာအဲ့ဒါမိန်းမခန္ဓာကိုယ်ပေါ့နော်အဲ့ဒီမိန်းမကသူ့အသက်ကိုပေးထားတယ်ဆိုရဆိုရင်ရှိရလို့ပြောရပေါ့နော်ဘယ်လိုလဲတော့ကျမလည်းသိနာမလဲဘူးကျမတော့အမိန်းမလေပင်ရှိပဲခေါင်းလည်းမပါ 가요. ချုံးကျူတစ်မျိုးလုံးကလေလုံးဝဒီပုံစံပဲရှေ့ခေတ်ပုံစံထိမ့်သိမ့်ထားတာကွာအဲ့ဒါကြောင့်မို့လို့လေ tourist attraction ဖြစ်နေရပါဒီနေရာကခီးသွားတဲ့အကုန်လုံးကိုဆွဲဆောင်ပြီးတော့အကုန်လုံးလာရောက်လေပတ်တဲ့နေရာတစ်ခုပါဒီစာအုပ်တွေကိုဝင်ဖို့လှုပ်ထားပေမဲ့ကျမတို့ခွေဆန်းကိုလည်းသွားမှာဖြစ်တဲ့အတွက်အချိန်မရတော့တဲ့အတွက်ဝင်ခဲ့လိုက်ရပါဘူးရှင်အခုတောင်ကုန်းလိုပုံစံမျိုးလေးကိုတွေးကြရမလားအဲ့ဒီဥစ္စာကတကယ်တော့အုတ်ကူတွေပါ
ဘယင်မိဖုရားတွေကိုမြုပ်တဲ့အုပ်ကူတွေလို့ပြောပါတယ်အဲ့ဒီအုပ်ကူထဲမှာဆိုလို့ရှိရင်ဒီဘယင်မိဖုရားတွေအသုံးဆောင်တွေပါထည့်ပြီးတော့မြုပ်တာပါအဲ့လိုမျိုးအုပ်ကူရဲ့အထဲထဲကိုဝင်လေလို့ရအောင်လုပ်ထားတယ်ပြလိုက်တစ်ခုတော့ရှိတယ်ပေါ့နော်အဲ့ထဲကိုတော့ကျွန်မဝင်လေခဲ့တယ်ဒါပေမဲ့ view တော့မရိုက်ခဲ့လိုက်ရအောင် 뭐 하는 ဘယင်နေရဲ့အုပ်ကူကဘလောက်ကြီးပြီးတော့ဘလောက်မြင့်လဲပေါ်ကိုကြည့်ပြီးတော့ဒီဘယင်ကဘုံတစ်ခုဘလောက်ကြီးခဲ့လဲဆိုတာကိုကျွန်မတို့ဆုံးဖြတ်လို့ရပါတယ်လေရှင်ထုံးချူကိုရောက်ပြီဆိုလို့ရှိရင်မတော်မဖြစ်သွားရမယ့်နေရာကတော့ဒီနေရာပဲဖြစ်ပါတယ်။ဒါကဘာလို့တဲ့နေရာလဲဆိုတော့ကျမအရှိမပြောခဲ့သလိုပဲအရင်ခေတ်ကနက္ခတ္တရာတွေကိုကြည့်တဲ့နေရာပါနက္ခတ္တရာတွေကိုကြည့်ပြီးတော့မိုးပဲချိန်မှာရွာမလဲနေပဲချိန်မှာပူမလဲအဲ့လိုမျိုးမိုးလေဝသတွေကိုခတ်မှန်းတဲ့အခါမှာသုံးတဲ့နေရာပဲဖြစ်ပါတယ်။အခုပြပေးနေတဲ့ LED ပုံရိပ်တရားဆိုလို့ရှိရင်အရင်ခေတ်ကသူတို့နက္ခတ္တရာကိုဘယ်လိုကြည့်ခဲ့လဲဆိုတာကိုပြပေးနေရပဲဖြစ်ပါတယ်ရှင် 너무 잘하시겠다. 살이다. ကျမတို့ဒီမှာကြည့်နေနဲ့ရုတ်တရက်မိုးဖွဲလေးကျလာပါတယ်ဒါပေမဲ့ကျမကတော့မပြန်မဲနဲ့အဆုံးထိကြည့်ခဲ့ပါတယ်ရှင် 잘했지. 응. ကျမတမိုင်းเจ้าနေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတာမို့လို့ကျမမျိုးသားကဒီနေရာကိုခေါ်လာပေါ့နော်ကျမကိုရီးယားကိုအလဲလာဖို့ခေါ်လာဆိုလို့ရှိရင်ဘယ်လိုသွားလဲခြင်းလဲဆိုပြီးမေးတယ်ပေါ့နော်ကျမကကိုရီးယားစကားကိုလေ့လာပြီးတော့ကိုရီးယားစကားပြန်အနေနဲ့လုပ်နေပေမဲ့ကိုရီးယားနိုင်ငံမှာပေါ့နော်ဘယ်နေရာလဲပတ်လို့ကောင်းလဲဆိုတာကျမသိချာမသိပါဘူးအဲဒါကြောင့်မို့လို့ဘယ်ညာလေဘက်ကမလဲတိတ်မသိဘူးဆိုပြီးတော့ကျမအခွာရီယမ်ပဲသွားခြင်းတယ်ဆိုပြီးပြောခဲ့ရပါတော့သူနဲ့စကားပြောနေနေသူကောင်မလေးကဘယ်လိုမျိုးဥစ္စာကိုကြိုက်လဲဆိုတာသူကရိမ့်မြက်ခါကြတော့ချုံချိုခေါ်သွားမယ်ဆိုပြီးတော့ဒီကိုခေါ်လာပါအရန်ကိုပြောစရာကောင်းတဲ့ခီးစဉ်လေးဖြစ်ခဲ့ပါတယ်ကျမလေးနည်းနည်းပေါ့မယ်ပေါ့နော်လွန်ခဲ့တဲ့နေ့ရက်လောက်တော့ကလူကုန်ကူးမှုနဲ့ကိုရီးယားနိုင်ငံသားနဲ့စကားပြန်ကိုထောင်နှံချမှတ်တဲ့ကိစ္စကိုအလုံးလဲသိပြီးကြပြီလို့ထင်ပါတယ်အဲ့တော့အခုထောင်နှံချမှတ်ခံလိုက်ရတဲ့စကားပြန်ကားကြတော့ပေါ့နော်ဒီအလုပ်ကိုတိလားမတိလားတော့ကျွန်မသိချာမသိဘူးပေါ့နော်ဒီကိုရီးယားစကားကိုလေ့လာနေတဲ့ကိုရီးယားစကားပြန်ပြည်လုံးမဲ့ညီမလေးတွေကလည်းကိုလုံးမဲ့တတိကဘလို့အလုံးမျိုးလုံးနေရလဲဥပဒေနဲ့လွတ်ကင်းရဲ့လားမလွတ်ကင်းဘူးလားအဲ့ဒီဥစ္စာကိုသိချာသိအောင်လေ့လာပါစုံစမ်းပါကိုပတ်စံနဲ့ပပပို့ပေးပြီးတော့စကားပြန်ခိုင်းအောင်နဲ့စကားပြန်တာမျိုးတွေမလုပ်ပေးပါနဲ့အခုဆိုလို့ရှိရင်ဒီကောင်မလေးက10နှစ်တောင်မှကြာသွားပါတော့သူ့ဘဝရဲ့တက်လန်းနေလဲပိတ်သွားလို့လုံးဝအညွန့်ချိုးသွားတဲ့ကိစ္စပါဒီကိစ္စမှာသူကတိလို့ကျူးလွန်တာလားမတိဘဲနဲ့ကျူးလွန်သွားတာလားဆိုတာဘယ်သူမှမသိပါဘူးဒါပေမဲ့သိချတာတစ်ခုကတော့ဒီရဲ့အကျိုးအမြတ်ကိုသူကဒီတထေးလောက်လည်းရမှာမဟုတ်ပါဘူးဒါပေမဲ့ထောင်နှံကတော့10နှစ်လောက်ကြာသွားရဖြစ်တဲ့အတွက်ဒီကောင်မလေးကအရင်ကနှစ်နိုင်ပေါ့နော်ကျမကအဲ့လိုပြောလို့သူ့ဘက်ကိုလိုက်ပြောနေတာမဟုတ်ဘူးနော်ကိုရစာကိုလေ့လာပြီးတော့စကားပြန်လုံးမဲ့ညီမလေးတွေဒီဖြစ်ရက်ကိုကြည့်ပြီးတော့တင်ញ្ញစာယူလို့ရအောင်လို့ပြောပြပေးတာဖြစ်ပါတယ်ရှင်ပြီးတော့blind date လုပ်တဲ့ကိစ္စပေါ့နော်blind date လုပ်တဲ့ကိစ္စကိုကျမအနေနဲ့တော့မကြိုက်ပါဘူးသူကပေါ့နော်ကောင်မလေးတွေကိုတလောက်အသုံးစေးဘယ်လောက်ရမယ်တင်တောင်းဝေဘယ်လောက်ရမယ်အဲ့လိုပုံစံမျိုးနဲ့ဆွဲပြီးတော့ကိုရနိုင်ငံသားတွေနဲ့မိတ်ဆက်ပေးရပါတော့အဲ့ဒါတွေကြောင့်ကျမစကားပြန်လုပ်ပြီးကျမခိုက်လဲလုပ်တယ်ပေါ့နော်အဲ့ခိုက်လုပ်ပြီးတဲ့ဧည့်သည်တွေကဆိုလို့ရှိရင်မြန်မာမင်းကလေးတွေကရအောင်ငွေမှတ်တယ်ပတ်စံပေးလို့ရှိရင်ရတယ်ဆိုတဲ့အချိုးမျိုးပုံစံမျိုးနဲ့မြန်မာမင်းကလေးတွေကိုနှိမ်ဖဲ့ပြီးတော့အရန်ကိုပြောပါတယ်ဆိုတော့အဲ့လိုပြောခံရတိုင်းကျမတို့လုံးဝမကျေနပ်ဘူးကျမတာဝန်ယူရတဲ့ဧည့်သည်ဖွဲ့ဆိုလို့ရှိရင်အဲ့လိုလာမင်းကျမတို့တေချာပြန်ရှင်းပြရပေါ့နော်အဲ့လိုလုပ်တဲ့မင်းကလေးတွေလည်းရှိတယ်လို့မလုပ်တဲ့သူတွေလည်းရှိတယ်ဘာလဲဆိုနိုင်ငံတိုင်းမှာကျင့်စာတာကောင်းတဲ့သူလည်းရှိတယ်လို့မကောင်းတဲ့သူလည်းရှိတယ်အဲ့လိုမြန်မာနိုင်ငံမှာလည်းအဲ့လိုပဲဆိုပြီးတော့ပြန်ရှင်းပြရဲပေါ့နော်ဒါပေမဲ့လည်းသူတို့ရဲ့အမြင်မှာမြန်မာမင်းကလေးတွေရဲ့ပုံရိပ်ကလုံးဝအောင်ကောင်းနေတာတော့မဟုတ်ပါဘူးဆိုတော့ blind date လုပ်မဲ့ကောင်မလေးတွေကလည်း blind date လုပ်မဲ့ဆိုလို့ရှိရင်အရင်ဆုံးစဉ်းစားပါကျမအနေနဲ့ကြံပြရမယ်ဆိုရင်တော့လုံးဝမလုပ်စေချင်ပါဘူးဒီ blind date လုပ်တယ်ဆိုတာကလေကိုယ့်တိတ်ခါကိုရောင်းစားနေရတယ်တူတူပဲပေါ့နော်သူတို့ရဲ့ blind date system ကတိတ်ကဲတတာပဲလေအဲ့လိုမျိုးဆိုတော့ကျမကတော့ blind date လုပ်ဖို့အားမပေးပါဘူးရှင်နောက်ပိုင်းမှာတကယ်စံပြ
စဉ်းစားမယ်ငါ့ကိုပတ်စံရှိလို့ तू ကငါ့ကိုလက်ထပ်တာအဲ့လိုမျိုးစဉ်းစားမှလေကိုဘွားတစ်ခြားတော့အဲ့လိုစဉ်းစားရယောက်ျားမျိုးနဲ့နေသွားနိုင်တယ်ဗီဒီယိုကလည်းရှင်းနေ